ကွဲတွေစားပြပြီးပလင်းကွဲပေါ်ကပြဖြောပြင်းနေတဲ့ပန်ထရာမှုခိုင်ပလင်းကွဲတွေစားပြပလင်းကွဲပေါ်လမ်းလျှောက်ပြတာဟာစတန်ပြကွက်စက်ကတ်တွေမှာပဲမြင်ပူးကြတာဖြစ်ပါတယ်။ကျောက်ဆက်မင်းသမီးမိုးခိုင်ဟာသူမအသက်73နှစ်ဝင်ချိန်ကလေးကပလင်းကွဲပေါ်ခုံမြောက်ကပြကအငိမ့်ကားတဲ့အလုံးနဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကိုလုပ်နေတဲ့သူတစ်ယောက်ပါ။ဒီပြကွက်ဟာအနေအများပေမဲ့ကျွမ်းကျင်မှုမရှိရင်တာမန်လူတစ်ယောက်လိုက်လို့ဖို့မလွယ်ကူပါဘူး။သူမရဲ့နူးညံ့တိမ်မွေးရဲ့အသက်နဲ့ငြိမ်းချမ်းတဲ့အပြုမှုကြောင့်ရိတ်သက်တွေရဲ့အချစ်ကိုဆွဲဆောင်နိုင်ခဲ့တာပါ။တခါတရံပလင်းကွဲနဲ့ကာရင်ခိုင်းမိတာတွေပေါက်ပြဲတာတွေဖြစ်တာကြောင့်ဒီပြကွက်ကိုသတိထားကပြရတာပါ။တချို့ပရိသတ်တွေကတော့သူမကိုယ်တိုင်အိမ်ကယူလာပြီးကပြတဲ့ဘာညာပြောပေမဲ့ပရိသတ်တွေယူလာတဲ့ပလင်းကိုအငိမ့်စင်ပေါ်မှာသူမကိုယ်တိုင်ခွဲပြီးကပြတာပါလို့ပြောပြခဲ့ပါတယ်။ဒါကြောင့်ဘလူးမလိုက်လို့ဖို့မလွယ်ကူတဲ့ပလင်းခွဲပေါ်ခုံပေါက်ကပြတာနဲ့ပလင်းခွဲတွေပါဇက်အပြစ်စားပြတာဟာမြင်ရသူအဖို့တုံလို့ခြောက်ခြားစရာဖြစ်နေပါတယ်။ပလင်းခွဲတွေနဲ့ဒီလိုစတန်ပြကွက်ဟာအန်ဒီရဲ့အလွန်များတဲ့အပြင်ပလင်းခွဲတွေဟာမတန်မဲ့ထိကမိရင်ပိုးဝင်ပြီးအသက်အန္တရာယ်ကိုပါစိုးရိမ်ရနိုင်ပါတယ်။ပလင်းခွဲတွေစားပြပြီးပလင်းခွဲပေါ်ကပြဖြောပြင်းနေတဲ့ပန်ထရာမှုခိုင်ကိုရိတ်သက်ကြီးတို့ဘယ်လိုများထင်မြင်လဲဆိုတာကွန်မန့်မှာဖြေပေးခဲ့ကြပါအောင်ရှင်။ ပလင်းခွဲ